Father မင်းတဲ့ဖျားရှိခိုးပါကျမထအဖမ်းခံလိုက်ပါမယ်လူဗီဇာဒီမဲလို့ပါလော်တာရင်ကိုတက်လိုက်တာကျမပါပဲစစ်တီတော်ငေးမနေနဲ့နောင်ကျုပ်တေးစမ်း1933ခုနှစ်နိုဝင်ဘာလ3ရက်နေ့တွင်လေးကျွန်းမှန်အောင်ဖျောက်တိုက်ကကနင်းငွေမင်းသည်လေနာယောဂဖြင့်နှက်ရွာဆန်သည်